အားလုံးမင်္ဂလာပါခင်ဗျာအခုတစ်ခေါက်ကတော့ကျွန်တော်ရဲ့မြစ်တာပက်ဖြန်းခရီးပန်းရနံမှုဤမမှုဤဆိုတဲ့ဝိထုတော်လေးကိုဖတ်ပြတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာကျေးဇူးပြု၍နားဆင်ပေးကြပါမြစ်တာပက်ဖြန်းခရီးပန်းရနံမှုဤမမှုဤဖို့เจ้าမောင်ကနေဆင်းလိုက်တော့ပဝင်းညံတစ်ခုလုံးကအမှောင်ထဲမှာငြိမ်သက်တိတ်ဆိတ်နေတော့မှရှိသေးတယ်ကျောင်းရဲ့အလဲတိုင်းမှာချိတ်ထားတဲ့တိုင်ခန့်နာယီအိုကြီးရဲ့ချိန်သီးတန်ကမနက်ခင်းထဲမှာတက်နဲ့မြည်နေတယ်။အိမ်မြောင်တကောင်ကကြစ်လို့អော်လိုက်တာမို့ဖုတ်ရင်နဲ့ဖြင်းကနေဖြစ်သွားသေးတယ်။ဖုတ်လက်ထဲကရင်နံစီမြွက်ကလေးကမိုးရသည်ရဲ့အလင်းမစသေးခင်မနက်ခင်းရဲ့လေအဝိမှာငိမ့်တော့မလို့နဲ့တစ်ဖြက်လူးလွတ်ခါရမ်းနေလေရဲ့ရဲနေတဲ့မိတော့ကလေးငိမ့်မသွားအောင်ဖုတ်လက်နဲ့ကာထားရင်ကြောင်းအောက်ကိုခြေတံဖွားနဲ့ဆင်းလာခဲ့တယ်။ကြောင်းအောက်ရောက်တော့ညရွာထားတဲ့မိုးရဲ့အချိန်နဲ့စိုးထိုင်းနေသေးတဲ့ကြောင်းမြေကိုနင်းမိလိုက်တာဖနှက်မပါတဲ့ဖုတ်ခြေတော့တွေအေးဆက်သွားတဲ့အထီပဲ။ပရစ်တွေကကြောင်းထဲမှာတစီစီနဲ့အော်ဟစ်နေကြတယ်။အုံးမင်းနေတရက်ပင်တွေကိုလေတိုးလို့ထွက်လာနေတဲ့အတန်ကမနက်ခင်းထဲမှာတရှဲနဲ့မြည်လို့ရွာလေချောင်းထဲကနေဆက်တက်လီတစ်စင်းမောင်းသွားတဲ့ကိုဖုတ်လှမ်းကြားလိုက်ရတယ်ဖုတ်เจ้าမောင်ကဆင်းလာခဲ့ပြီးဝါတဲလို့သွားပြီးတော့နှာခေါင်းထဲကိုခရီးပန်းနှံ့တွေကတင်းခနဲ့ဝင်လာတယ်မွေးလိုက်တာဖုတ်ဝမ်းသာအာရနဲ့မျက်လုံးတွေကိုတေချာပြုတ်ကြည့်လိုက်တော့ခရီးပန်းတွေကရေဆိုနေတဲ့ကြောင်းမြေကြီးပေါ်မှာဖွေးလှုပ်ဖုတ်ကြည့်နေတော့မှပဲလေအညွတ်မှာခေပင်ကြီးပေါ်ကနေခေပန်းတွေကထပ်ပြီးကြွေကျလာကြတယ်လူကြီးတစ်ဖက်စာလောက်ကြီးတဲ့ခေပင်ကြီးဟာဖုတ်လက်ထဲကရေနံဒီမြွက်ကလေးကိုလှောင်ပြောင်နေသလိုအရိပ်မဲကြီးနဲ့ထိုးအုပ်ထားပေမဲ့ဖုတ်အနားမှာတော့မိကွက်ကလေးအလင်းရောင်နဲ့အရာအလုံးကိုထင်းလင်းမြင်နေရတယ်မိကွက်ကလေးကိုဘယ်လက်ကကင်ရင်အသင့်ယူလာတဲ့ပကံများတဲ့ကိုဖုတ်ဦးညာဘက်လက်နဲ့ခေပန်းတွေကောက်ထဲတယ်တပွင့်နှစ်ပွင့်ခေပန်းတွေကိုကောက်ထဲနင်းကနေအိုးမှုေးနေတာပဲလို့ဖုတ်ထပ်ပြီးရေရွတ်မိပြန်တယ်ခေပန်းတွေကရေဆိုနေတော့လက်မှာကတ်နေတာနဲ့အသာခါချရသေးတယ်ခေပန်းဟာဖုတ်ဒီကိုယ်လုံးကိုပါနှွေးသွားစီတဲ့အထိတင်းပြန်းလို့မိုးဟာတိတ်သွားပြီးမှဖြောက်ဆလှုပ်လာပြန်တယ်မနက်ခင်းမိုးနဲ့ခေပန်းဟာရောပြုံးရှက်သွဲမှွေးများလို့တိတ်မကြလိုက်ဘူးဖြောက်လက်စမိုးကရက်သွားပြီးအဖြူရောင်မြူမုံတွေကကြောင်းတစ်ဝိုက်ကိုအုံမိုးရစ်ပတ်လာတဲ့အတူအေးတက်ကဖုတ်ကိုလုံးလေးကိုလာပွေဖက်တယ်ဖုတ်ကခေပန်းကောက်ရင်ဘယ်တော့မှမစွန့်မနှင်းအများကြီးမကောက်ဘူးဦးပြကြွေကြတဲ့ခေပန်းကိုရကျင်လို့တာစောထားကောက်လေးရှိပေမဲ့ဖုတ်ကအမြဲတမ်းခရီးပန်းကိုနှစ်ကုန်းစာပဲကောက်တယ်။ဒါပေမဲ့အဲ့ဒီနှစ်ကုန်းစာကိုပဲဖုတ်ကသူများတဲ့ဆိုးအောင်အခုလိုစောထကောက်လိုက်ရမှဂျင်းနဲ့တာမျိုး။ရွာတွေကခေပန်းလာကောက်တတ်သူတွေကဖုတ်ခေပန်းနှစ်ကုန်းစာလောက်ရမှမိွက်ကလေးတွေဓာမီလေးတွေနဲ့တယောက်ပြီးတယောက်ရောက်လာကြတာ။အဲ့ဒါဆိုဖုတ်ကခေပန်းကောက်တာတော်ပြီ။ကျောင်းပေါ်ပြန်တက်ပြီးခေပန်းတွေကိုရေတီချဆေးပြီးငှပြောပင်ရဲ့အခွန်ကိုခွာပြီးတေချာတင်ထားတဲ့ချော်ကျိုးကလေးတွေနဲ့ခေပန်းလေးတွေကိုကုန်းပြီးခေပန်းနှကုန်းကုန်းပြီးတာနဲ့ပိုလာတဲ့အကုန်းကိုဖုတ်ကဖះမှာဦးပြကတ်တယ်ပန်းကတ်ပြီးတာနဲ့အရှင်ဖះဖုတ်ကိုဘာဖုံးကမရိုက်အောင်တကူးနဲ့တားပြီးတော်မူပါဖះဆိုပြီးဦးကုန်းချရင်ဆူတောင်းလိုက်တာပဲအဲ့ဒါကဖုတ်တောင်းနေကြတခုတည်းသောစုပဲဖះမှာခေပန်းရကုန်းကိုကပ်ပြီးလက်ချံတကုန်းကိုတောက်ရီအိုးစင်ပေါ်ကအဖုံးလှုပ်တဲ့ပကံများတဲ့တောက်ရီတစ်ခွက်ထည့်ပြီးစိန်ထားလိုက်ရင်ဖိုးဦးဘာဖုံးအတွက်အာယုံဆုံးပြင်ရတော့တယ်ဘာဖုံးကမနက်စောနိုးရနဲ့မျက်နှာတစ်ပြီးဖះရှိခိုးတယ်ပြီးမှတရားထိုင်တယ်အားလုံးပြီးတော့ဖိုးအသင့်ပြင်ပေးတဲ့အာယုံဆုံးကိုဖုံးပေးပြီးကျောင်းရှိကအုပ်စီလမ်းကလေးမှာလမ်းလျှောက်တယ်ဒါကဘာဖုံးလုံနေကြနေ့တရဝကိစ္စပဲဘာဖုံးကျောင်းရှိမှလမ်းလျှောက်နေပြီဆိုရင်တော့ဖိုးက
ကြောက်နောက်ဖက်ဥယျာဉ်တွေကငှက်ပြောပင်တွေမာလကာပင်တွေကိုရေလောင်းရပြီပြီးရင်တပိတ်တွေစေးကြောင်းမော်ကြမ်းတိုက်အကုန်ဇက်ဆက်တလို့လောက်ရတာမနေ့9နာရီထိုးပြီးသွားရင်တော့ဘာဖုံးနဲ့ဖုံးနဲ့ရွာထဲကိုဆွန့်ငံထွက်ဖို့ပြင်ရပြီဘာကဖုံးကတင်ငန်းကိုကြက်ကြက်နာနာယုံပြီးတပိတ်တစ်လုံးနဲ့ဖိုးက9စင်ပါတဲ့ဆွန့်ဟင်းကြိုင်ကြီးကိုဆွဲရင်းကျောင်းကနေစထွက်ကြတယ်ဆွန့်တော်ပြိုးကျောင်းကနေစထွက်တာနဲ့ဖိုးရဲ့ဆွန့်တော်ပြိုးဆိုတဲ့အော်တန်ကိုတရွာလုံးကြားရတော့တာပဲအမှန်တော့ဖိုးကဒီအောက်ပြေကမဟုတ်ဘူးဖိုးကဟိုးအညာကလာတဲ့အညာသားအညာကနေအခုလိုဘယ်ကိုကြည့်ကြည့်ရေတွေဝိုင်းနေတဲ့ AR တိုင်းတွေကရွာကလေးစီကိုဖိုးရောက်လာခဲ့တာဖိုးရဲ့ဘာဖုံးကခေါ်လို့လိုက်လာခဲ့ရတာပေါ့လေတကယ်တော့ဘာဖုံးကလည်းအညာပဲဘာဖုံးက AR တိုင်းမှာကြောင်းထိုင်နေရကနေအညာကိုပြန်ပြီးရှင်ပြုတ်အလှလို့တော့ဖိုးလည်းအလှမှာကိုရင်ဝစ်တယ်ကိုရင်လူတဲ့ဖိုးကိုဘာဖုံးကအောက်ပြေလိုက်မလားလို့ခေါ်တာနဲ့နှခါမခေါ်ရပဲဖိုးလည်းအမေတားနေတဲ့ဂျားတွေကနေအောက်ပြေကိုလိုက်လာခဲ့တာစွန်းတော်ပြိုးဆိုတာ AI တိုင်းကဘာဖုံးရဲ့အကြောင်းကိုရောက်မှဖိုးဦးစအော်ဘူးတာပေါ့။အော်ကားစားကတော့ဖိုးဦးမအော်ရဲဘူး။ချက်တယ်လို့ကြောက်တယ်လို့နဲ့နောက်မှအော်ရင်နဲ့အော်ရဲလာတာ။ဖိုးရောက်နေတဲ့ရွာကလေးကအင်ဂျီ100လောက်ပဲရှိတယ်။လမူရန်နဲ့ရွာလေးကတောင်မြောက်အလျားလိုက်ရှိပြီးအရှိဘက်ချမ်းနဲ့အနောက်ဘက်ချမ်းကိုဝါးတဲလောက်ကျဲတဲ့ချောင်းကြီးချားထားတယ်။ရွာထိပ်မှာကအေယာရီမြစ်ကြီးကျဲလိုက်တာမှရွာထက်ပိုကျဲတယ်။မနေ့ဆိုရေတွေတက်လာပြီးညနေဆိုရေကျပြီ။ဗေဒါပင်တွေကရေတက်ရေကျနဲ့အတူမျောလာလိုက်ပြန်ပါသွားလိုက်နဲ့မသိရင်အစိမ်းအောင်စိုက်ခင်းကြီးကရေထဲမှာရွှေရှားနေတယ်လို့ပဲ။ရောက်စားတော့အညာသားဖိုးအတွက်လမှုတန်းတရားလုံးမှာခြေချစရာနေရာကိုမရှိဘူး။အကုန်လုံးကရေတွေးကြည့်မလား။ဒီကြားထဲမျှော့တွေကလည်းမဲမဲကိုလှုပ်လို့ဒါပေမဲ့တလမကြလိုက်ဘူး။ဖိုးလည်းအဲ့ဒီရွာကလေးမှာရေကြောက်တဲ့အညာသားကနေရေကြိုက်တဲ့ကျွဲတကောင်ဖြစ်သွားတာပဲအားရနဲ့ရေထဲဆင်းစိမ်တော့တာပဲခွေကူလားလက်ပစ်ကူလားရေပေါ်ကိုဖော့ပြိုင်မလားဖိုးတခါမှမရှုံးဘူးရေထဲမွေးတယ်ဆိုတဲ့အောက်သားတွေတောင်ရေနဲ့ပတ်သက်ရင်ဖိုးကိုမနိုင်ဘူးစွန်းတော်ပြိုးဖိုးစွန်းတော်ပြိုးអော်လာတာရွာမြောက်ဖျားတောင်ရောက်လာပြီဘာဖုံးလက်ထက်ကတပိတ်ရောဖိုးလက်ထက်ကစွန်းဟင်းကြိုင်ရောပြည့်နေပြီစွန်းဟင်းတွေကိုဂျိုင်းမလောက်လို့ငါဆိုဘာငါဖြစ်ဖြစ်တူရချင်းရောပိန်းဆိုပိန်းချင်းပေါင်းထက်နေရပြီဒါကမထူးဆန်းဘူးဘာဖုံးကမှားထားတယ်တူရချင်းတာပေါင်းထက်လှူသမျှယူတဲ့ဒါမှအလှူရှင်တွေကစိတ်ချမ်းသာတာတဲ့ဆိုရင်ကြိုက်အောက်ဆုံးစင်ကိုဖွင့်ပြီးဆိုရင်ထရတော့ဟိုးတိုးတိုးလေးဟင်းချမိတယ်ဒီနေ့မှပဲဆိုရင်ကအတော်ရနေတာအောက်ဆုံးကြိုက်နဲ့ဘာဖုံးမတိအောင်ထည့်လာခဲ့တဲ့ခေပန်းကုန်းကိုကြိုင်လေးကထုတ်ပြီးလက်ကကင်ထားနေရပြီတော်သေးတယ်ခေပန်းကုန်းကိုဘာဖုံးကမြင်ပေသည်ဘာမှမမေးဘူးမမေးဆိုဘာဖုံးကစွန့်ငံထွက်ရင်မျက်လုံးကိုအဝေးကြီးလည်းမကြည့်ဘူးစကားလည်းမပြောဘူးလေအညာသားခေပန်းကုန်းပေးပါလားရွာလေရောက်တော့ဆွန့်လုံးတဲ့အတော်ကြီးတယောက်ကဖိုးလက်ထဲကခေပန်းမုံကိုတောင်းတယ်ဖိုးမပေးပါဘူးမကြားချင်အောင်ပဲစောင့်နေလိုက်တယ်ဘာဖုံးအသာကြည့်လိုက်တော့ဘာဖုံးကတစ်ချက်တောင်ငဲ့မကြည့်ဘူးဖိုးမင်းပန်းကုန်း9ရောင်လေးတစ်ချက်ပေးမယ်ဝါဖိုင်ဖိုင်နဲ့ဦးရဲကောင်ကြီးအိမ်ရှိရောက်တော့ဦးရဲကောင်ကြီးကဖိုးရဲ့လက်ထဲကပန်းကုန်းကိုမြင်ပြီးတစ်ချက်ပေးမယ်တဲ့ဖိုးဘာမှပြန်မပြောမိဘူးမပြောမိပေမဲ့တစ်ချက်ဆိုတော့အတန်တော့ဖိုးစိတ်ဝင်စားမိတယ်စိတ်ဝင်စားဆိုဖိုးမှာအကျွေးဆက်เสียရှိတယ်ဖိုးเจ้าကဖះကြီးကိုအကျွေးဆက်ရမယ်အမှန်တော့အဲ့ဒါလဲဘာဖုံးကြောင်ပါမဟုတ်ရင်ဖိုးအကျွေးမတင်ဘူးဘာဖုံးကဖိုးကိုပိုက်ဆံပေးမကင်ဘူးတခါတော့ကဖိုးဘာဖုံးစီကိုမုံဖို့တစ်ချက်တောင်းတော့ဘာဖုံးကဖုံးကြောင်းသားဆိုတာပတ်စံမကင်ရဘူးငါမြည်ရဲ့ဘာဖုံးတော့မကင်ဘူးတဲ့ဟုတ်လေဘာဖုံးတော့မကင်တာဖះကြတော့ပတ်စံနေကင်နေပါလားလို့အတွန်းတက်လိုက်တော့အဲ့ဒါဖះကကင်ရင်လို့ကင်တာမဟုတ်ဘူးလှူတဲ့လူတွေကဖះကိုကတ်ကြလို့ဒီတိုင်းထားလိုက်ရတာတဲ့ဒီနေ့ဘာဖုံးခီးသွားနေတော့ဖိုးလေဖះစီကနေပတ်စံ2ချက်ချေးလိုက်မိတယ်ဖိုးကတိန်မှာမဲပေါက်ရင်ပြန်ဆက်ပါမယ်လို့ပြောပြီးပေါ့အဲ့ဒါကိုဘာဖုံးလဲသိရောဖိုးကိုဆူတာပဲဖះရှိမှထိုင်ခမ်းပြီးငါးပါးသီလတွေရောဖိုးနားမလဲတာတွေရောတိုင်ပေးပြီးဖိုးကိုဖះရှိခိုးခိုင်းတယ်ဘာဖုံးတိုင်ပေးသမျှဆိုပြီးဦးလဲချပြီးရောဖိုးလဲဖះကိုတိတ်တိတ်လေးဂရီပေးလိုက်တယ်ဘာဖုံးတိုင်ပေးတာဒီနားမလဲပေမဲ့ဖို
ဖိုးနားလေတဲ့စကားနဲ့ဂရီပေးပါတယ်ဖေ။ဖိုးအဲ့ဒီနှစ်ချက်ကိုတေချာပေါက်ပြန်ဆက်ပါမယ်။ခုနဦးရဲကောင်ကြီးကိုခေပန်းကောင်းလေးတစ်ချက်နဲ့သာရောင်းလိုက်ရင်ဖိုးဖေအကျွေတဝက်ကြီးမှာဒါပေမဲ့ဖိုးမရောင်းပါဘူး။ငါဖိုးပန်းကုန်းပေးခဲ့ပါလား။အညာသားပန်းကုန်းဘာလို့ဖို့လဲငါ့ကိုပေးခဲ့လीဖိုးစီကခေပန်းကုန်းကိုတောင်းကြသူတွေကလည်းအမျိုးမျိုးပဲဖိုးတစ်ချက်မှအင်းမခတ်ဘူးသူများတွေကတောင်းလိုက်ဘာဖုံးကြည့်လိုက်ပန်းကုန်းလေးကိုအနာတရဖြစ်သွားမှဆိုးသလိုမျိုးနဲ့ဖွားဖွားလေးကင်လိုက်လုံရင်းနဲ့ပဲရွာတောင်ပြားကိုဖိုးနဲ့ဘာဖုံးနဲ့ရောက်လာခဲ့ကြတယ်ရွာတောင်ပြားရဲ့အနောက်ဘက်ကန်းကနေဖိုးတို့ရဲ့အရှိဘက်ကန်းကိုပြန်မကူးခင်လမ်းတောက်မှာစပစက်ရှိတဲ့အိမ်တအိမ်ရှိတယ်တရွာလုံးမှာတလုံးသေးသောစပစက်ရှိတဲ့အိမ်ပေါ့အဲ့ဒီအိမ်သားရောက်လာရင်တော့ဖိုးချီလန်းတွေကတွက်လာပြီစွန်းတော်ပြိုးလို့အရင်ငါထက်ပို့ကြအောင်អော်ပြီစွန်းတော်ပြိုးဖိုးရဲ့အော်တန်အောင်ကြတော့စပစက်ပိုင်ရှင်ရဲ့သမီးဖိုးလိုပဲသုံးတန်းတက်နေတဲ့ကောင်မလေးလေးလေးမှုကစိုးရင်းပကံလေးကန်ရင်အိမ်ပြင်ထွက်လာတယ်လေးလေးမှုကစိုးရင်းကိုဖိုးရွယ်ကြိုင်နဲ့လောင်းတယ်ဖိုးကသူယူလာခဲ့တဲ့ခေပန်းကုန်းလေးကိုလေးလေးမှုကိုပေးတယ်လေးလေးမှုကဘာမှမပြောဖိုးကိုတစ်ချက်ကြည့်ရင်ဖိုးပေးတဲ့ခေပန်းကုန်းလေးကိုယူပြီးအိမ်ထဲပြန်ပြေးဝင်သွားတယ်အဖြစ်ပြက်ကခဏလေးပဲမိနစ်ပိုင်းလေးပဲဒါပေမဲ့အဲ့ဒီအဖြစ်ပြက်ကိုတပိတ်ပိုက်ပြီးရှေ့ကရှောက်နေတဲ့ဘာဖုံးကမြင်ဖြစ်အောင်မြင်လိုက်တယ်ငါမြည်ပန်းကုန်းပေးလိုက်တာလားဆွန့်ခံသွားရင်စကားပြောလိပြောတာတိတ်မရှိတဲ့ဘာဖုံးကမေးလိုက်တော့ဟိုးမငင်းရဲဘူးတင်ပါဖေဟာလို့အတန်တိုးတိုးနဲ့ပြန်ပြေးတယ်ဘာဖုံးကတစ်ချိန်မေးရုံနဲ့အားမရဘူးလှမ်းနေတဲ့ခြေလမ်းတွေကိုရက်ပြီးထပ်မေးတယ်လကားပေးလိုက်တာလားငါမြေးတဲ့ဟုတ်လည်းမငင်းရဘူးတင်ပါဖေဟာလို့ထပ်ဖြေလိုက်ရတယ်ဘာဖုံးကဘာမှမပြောပြန်ဘူးရှေ့နေနဲ့ဆက်လျှောက်ပြီးမှရက်လိုက်ပြန်တယ်ပန်းဆိုတာဖျားကက်ရတယ်ငါမြေးရဲ့ဘာဖုံးကထပ်ပြောလိုက်တော့ဟုတ်တစ်ချက်တွေ့သွားသေးတယ်ဒါပေမဲ့ခဏပဲဟုတ်ပြန်ပြောလိုက်တယ်ဖျားတကုံသူ့တကုံပါဖျားဟုတ်ရဲ့အဖြေစကားကိုဘာဖုံးကတေချာကြရမတူဘူးရက်ပြီးထပ်မိတယ်ဘလို့ငါမြေးတဲ့ဟုတ်ပြန်မဖြေဖြစ်တော့ဘူးဘာဖုံးရှိကနေကြော်တက်ပြီးအတန်ကုန်အော်ချပစ်လိုက်တယ်လေးလေးမှုပြိုးဟုတ်ပါဘူးစွန်းတော်ပြိုးလူခါနားထောင်ပေးရတဲ့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ